မိသားစုကမွေးစားထားတဲ့သားဖြစ်သူဟာငယ်စဉ်ကတည်းကကောင်းမလေးကိုအမြဲလိုအနိုင်ကျင့်တက်ခဲ့ပါတယ်။နေ့ဘက်မှာတော့ကောင်းမလေးကကဘာကြီးဟာလှပကြောင်စိတ်ရှည်လက်ရှည်တင်ကြားပေးပေမဲ့ညဘက်ရောက်ရင်တော့ကောင်လေးဟာကောင်းမလေးရဲ့အခန်းထဲကိုပြေးဝင်လာပြီးစာမပြီးရင်အိတ်ခွင့်မပေးဘူးဆိုကစိုးနဲ့တက်ပါတယ်။အချိန်တွေကြာလာတဲ့အခါမှာတော့ကောင်းမလေးဟာသူမရဲ့ရင်ခုန်တန်တွေကိုတငယ်ချင်းဖြစ်သူစီမှာတိုင်ပင်ခဲ့ပါတယ်။တက္ကသိုလ်ဝင်စာမေးပွဲမဖြေခင်မှာသာအချစ်ကိုဖွင့်ပြောလိုက်ဖို့တငယ်ချင်းကတိုက်တွန်းခဲ့တာကြောင့်ကောင်းမလေးဟာအားကိုးတကြီးနဲ့ကိုလို့ခေါ်ရတဲ့အဲ့ဒီလူကိုဖွင့်ပြောခဲ့ပါတယ်။ဒါပေမဲ့ရရှိလိုက်တဲ့အဖြေကတော့ကောင်းမလေးကိုညီမအရင်လိုပဲသဘောထားတယ်ဆိုတဲ့ခါးသီးတဲ့စကားလုံးတွေသာဖြစ်ခဲ့ပါတယ်။အချစ်ရေးမှာစိတ်ဒဏ်ရာရသွားတဲ့ကောင်းမလေးဟာစာမေးပွဲမှာကြာရှုံးသွားပြီးမိဘတွေရဲ့အိမ်ပေါ်ကပါနှင်ထုတ်ခြင်းခံလိုက်ရတယ်။ပိုပြီးရင်နာဖို့ကောင်းတာကကောင်းမလေးရဲ့အချစ်ဆုံးတငယ်ချင်းဟာသူမဖွင့်ပြောခဲ့တဲ့သူ့ကိုနဲ့လက်ထပ်လိုက်တာပဲဖြစ်ပါတယ်။နာကျင်မှုတွေနဲ့အိပ်ပျော်သွားခဲ့တဲ့ကောင်းမလေးဟာမျက်လုံးတွေကိုပြန်ဖွင့်လိုက်တဲ့အခါမှာတော့တောက်ပတဲ့နေရောင်ကြီးနဲ့အတူအတိတ်ကိုပြန်ရောက်နေတာကိုသတိပြုလိုက်မိပါတယ်။အခုအချိန်ဟာတက္ကသိုလ်ဝင်စာမေးပွဲမဖြေခင်အချိန်ဖြစ်ပြီးသူမအငင်းခံရပြီးသားအချိန်ကိုပြန်ရောက်နေတာပဲဖြစ်ပါတယ်။ကောင်လေးကအခန်းဝမှာပေါ်လာပြီးမနေ့ကကိစ္စကိုဟာသားတစ်ခုလိုပဲသဘောထားဖို့နဲ့စာမေးပွဲကိုသာအာရုံစိုက်ဖို့အေးဆက်လာပြောပါတယ်။ကောင်မလေးကတော့အရင်လိုဝမ်းမနေတော့ပဲပြုံးလေးပဲခေါင်းညှိပြလိုက်တယ်။သူမဟာဒီတစ်ချိန်မှာတော့အချစ်နောက်ကိုမလိုက်တော့ပဲကိုပိုင်ဘဝတစ်ကိုတိဆောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။စာမေးပွဲဖြေပြီးလို့အထွက်မှာသတင်းထောက်တွေကသူမရဲ့အခြေရေးကြရှုံးမှုအကြောင်းမေးမြန်းကြပေမဲ့ကောင်မလေးကတော့တည်ငြိမ်နဲ့ပဲစာမေးပွဲကိုအောင်မြင်ဖို့ယုံကြည်ချက်ရှိကြောင်းဖြေကြားခဲ့ပါတယ်။သူမအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့စိတ်ပူနေတဲ့ဖခင်ဖြစ်သူကိုတွေ့လိုက်ရတယ်။ဖခင်ဖြစ်သူကသူမနဲ့ကောင်လေးရဲ့ကိစ္စကိုသိထားတာကြောင့်စိတ်မကောင်းဖြစ်နေပေမဲ့ကောင်မလေးကတော့ဖခင်ရဲ့လက်ကိုဆွဲပြီးအားကိုးခြင်းနဲ့စိတ်ကိုအချစ်လို့မှားယွင်းထင်မှတ်ခဲ့တာပါလို့ပြောပြီးနှစ်သိမ့်လိုက်ပါတယ်။ညစာစားပွဲမှာမိခင်ဖြစ်သူကကောင်လေးရှိတဲ့နေမြေကတက္ကသိုလ်ကိုပဲတက်ဖို့တိုက်တွန်းနေပေမဲ့ကောင်မလေးကတော့စိတ်ထဲကနေတခြားဝေးလံတဲ့တက္ကသိုလ်တစ်ခုကိုပြောင်းလဲရွေးချယ်ဖို့ဆုံးဖြတ်ထားလိုက်ပါတယ်။သူမဟာအတိတ်ကလိုကောင်လေးရဲ့အရေးအောက်မှာမနေချင်တော့ပဲကိုယ်ပိုင်လွတ်လပ်ခွင့်ကိုရှာဖွေဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ညဘက်ရေချိုးပြီးလို့အိမ်ရှိထွက်လာတဲ့အခါမှာတော့ကောင်လေးကသူမကိုစောင့်နေပြီးထူးဆန်းနေတဲ့သူမရဲ့အမူအရာကိုမေးမြန်းခဲ့ပါတယ်။ကောင်မလေးကတော့အဝေးကိုထွက်ခွာရတော့မှမို့နှမျောလို့ပါလို့ပဲရိုးရိုးရှင်းရှင်းဖြေခဲ့တယ်။လရောင်အောက်မှာနှစ်ယောက်သားတိတ်ဆိတ်နေစဉ်မှာပဲမိခင်ဖြစ်သူရောက်လာပြီးကောင်လေးကိုအိမ်နီးချင်းမိန်းကလေးတစ်ယောက်နဲ့လူပြိုလဲသွားလို့ဖို့တိုက်တွန်းစကားပြောကြားလိုက်ပါတော့တယ်။ကောင်မလေးကတော့ဘာမှမဖြစ်တယ်လို့လရောင်ကိုကြည့်ရင်းနဲ့သူမရဲ့လွတ်လပ်တဲ့အနာဂတ်ကိုသာစိတ်ကူးနေပါတော့တယ်။အမေဖြစ်သူကကိုနဲ့အိမ်နီးချင်းကောင်မလေးချူလေးတို့ကိုအောင်သွယ်ပေးဖို့ပြောတဲ့အခါကိုကချက်ချင်းပဲသဘောတူလိုက်ပါတယ်။ကောင်မလေးကတော့အတိတ်ဘဝကချူလေးရဲ့ရုပ်မာမှုတွေကိုသိနေတာကြောင့်ချူလေးဟာထင်သလောက်မယိုးရှင်းကြောင်းသတိပေးခဲ့ပေမဲ့ကိုကတော့သူမကိုအကောင်းမမြင်ပဲအချစ်ဆုံးတငယ်ချင်းကိုအပုတ်ချရမလားဆိုပြီးဒေါသတကြီးနဲ့အခန်းတကားကိုဝုန်းခနဲ့ပိတ်သွားပါတယ်။ကောင်မလေးလည်းတက်ပြင်းချရင်ကိုဘသူနဲ့ပဲလက်ထက်သူမနဲ့မဆိုင်တော့ဘူးလို့ပဲသတ်မှတ်လိုက်တော့တယ်။နောက်တစ်နေ့စာမေးပွဲနောက်ဆုံးရက်မှာတော့ကောင်မလေးဟာအာယုံစိုက်ဖြေဆိုခဲ့ပြီးသူမမှန်းထားတဲ့အတိုင်းအမှတ်ကောင်းကောင်းရတော့မယ်ဆိုတာယုံကြည်နေပါတယ်။စာမေးပွဲဖြေပြီးရွာကိုပြန်ရောက်တဲ့အခါမှာတော့ရွာသားတွေကသူမကိုထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်နေကြပါတယ်။မနေ့ကကိုကိုဖွင့်ပြောခဲ့တဲ့ကိစ္စကရွာထဲမှာပြန့်နှံ့နေပြီးလူတွေကသူမကိုမိမ့်မပြတ်တယောက်လိုကဲ့ရဲ့ရှုံချနေကြတာကိုကြားလိုက်ရတယ်။အတိတ်ဘဝကတော့ဒီလိုအခြေအနေမျိုးမှာသူမဟာကြောက်ရွံ့ပြီးငိုကြွေးခဲ့ပေမဲ့အခုတစ်ချိန်မှာတော့ရွာသားတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါတယ်။ကိုနဲ့သူမဟာသွေးသားမတော်ဆက်ကြောင်းနဲ့အားကိုးမှုကိုအချစ်လို့မှားယွင်းခဲ့တာသာဖြစ်ပြီးနောက်မှာကိုဘသူနဲ့လက်ထက်ကောင်းချီးပေးမှာဖြစ်ကြောင်းအတင်းအဖျင်းပြောနေသူတွေကိုတရားစွဲမယ်ဖြစ်ကြောင်းပြက်ပြက်သားပြောဆိုလိုက်ပါတော့တယ်။အိမ်ကိုပြန်ရောက်တဲ့အခါကိုကချူးလေးနဲ့တွေ့ဖို့မြို့ကိုသွားပြီးလက်ဆောင်တွေဝယ်လာတာကိုတွေ့ရပါတယ်။ကိုကမိဘတွေအတွက်ပါလက်ဆောင်တွေဝယ်လာပေမဲ့ကောင်မလေးအတွက်တော့ဘာမှမပါခဲ့ပါဘူး။ကောင်မလေးကတော့ဘာမှစိတ်မဆိုးပဲသူမကြိုက်တတ်တဲ့ဝက်သားတုံးကြီးကိုပဲအေးအေးဆေးဆေးစားနေလိုက်ပါတယ်။အခန်းထဲပြန်ရောက်တဲ့အခါမှာတော့စပွဲပေါ်ကကိုနဲ့ရိုက်ထားတဲ့ဓာတ်ပုံလေးကိုကြည့်ရင်အတိတ်ကတန်ရောစင်တွေကိုပြန်သတိရနေမိပါတယ်။ငယ်ကဖျားနာစင်မှာပြုစုပေးခဲ့တာတွေတောထဲမှာလမ်းပြောက်စင်ကလိုက်ရှာပေးခဲ့တာတွေကိုပြန်တွေးမိပေမဲ့အခုတော့အရာအလုံးကပြီးဆုံးသွားပြီမို့ကိုနဲ့ပတ်သက်တဲ့ပစ္စည်းအလုံးကိုကတ်ထူတစ်တာထဲထည့်ပြီးစွန့်ပစ်ဖို့ပြင်ဆင်လိုက်ပါတယ်။နောက်တနေ့မနက်မှာကိုကချူးလေးနဲ့ချင်းတွေ့ဖို့အတွက်စစ်ဝတ်စုံကိုချွတ်ပြီးအဝတ်စားတစ်တွေနဲ့ပြင်ဆင်နေပါတယ်။ကောင်မလေးကပစ္စည်းဟောင်းတွေထည့်ထားတဲ့တစ်တာကိုအမှိုက်ပုံးနဲ့သွားပစ်တဲ့အခါမှာတော့ကိုကအဲ့ဒီထဲမှာသူတို့နှစ်ယောက်ရဲ့တပုံနဲ့တော့တပုံလေးပါသွားတာကိုသတိမထားမိခဲ့ပါဘူး။ကောင်မလေးဟာမြို့ထဲကိုသွားပြီးသူမတက်ချင်တဲ့ရန်ကုန်တက္ကသိုလ်အကြောင်းစာအုပ်တွေနဲ့လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ယူခဲ့ပါတယ်။လိုင်းလီရွှေဆိုင်ရှိကဖြတ်သွားတဲ့အခါမှာတော့ကိုကချူးလေးရဲ့လက်တကြွယ်မှာရွှေလက်စွပ်တကွင်းကိုစွတ်ပေးနေတာကိုတိုက်ဆိုင်မြင်လိုက်ရပါတယ်။အရင်ဘဝကဆိုရင်ဒီမြင်ကွင်းကသူမကိုတေလောက်အောင်နာကျင်စေမှာဖြစ်ပေမဲ့အခုတော့ကောင်မလေးရဲ့ရင်ထဲမှာအေးဆက်ငြိမ်သက်နေပါတယ်။ချူးလေးကသူမကိုမြင်သွားပြီးကိုနဲ့အောင်မြင်စွာချင်းတွေ့ခဲ့ကြောင်းနဲ့မကြခင်လက်ထက်တော့မှာဖြစ်ကြောင်းလက်စွပ်ကိုထုတ်ပြပြီးကြွားလုံးထုတ်ခဲ့ပါတယ်။ကောင်မလေးကတော့ဘာမှစိတ်မဆိုးပဲဂုဏ်ယူပါကြောင်းအေးအေးဆေးဆေးပဲပြောပြီးထွက်လာခဲ့ပါတယ်။အိမ်ပြန်ရောက်လို့ညဘက်မှာတက္ကသိုလ်အကြောင်းစာအုပ်ဖတ်နေစဉ်မှာပဲအခန်းတကားကိုတစုံတစ်ယောက်ကလာခောက်ပါတယ်။တကားဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကိုကအခန်းဝမှာရက်နေပြီးသူမကိုကြည့်ဖို့လာခဲ့တာလို့ပြောလိုက်ပါတော့တယ်။အခန်းထဲမှာမီးလေးနေသေးတာကိုမြင်တော့ကိုကဘာလို့မအိပ်သေးတာလဲဆိုပြီးလာမေးပါတယ်
ကိုကိုရဲ့လေတံထဲမှာစိုးရင်စိတ်ထက်စိတ်တူနေတဲ့အရေးအယောင်တွေပါနေတာကိုကောင်မလေးသတိထားမိလိုက်ပြီးစပွဲပေါ်ကဓာတ်ပုံပေါင်းဘယ်ရောက်သွားလဲလို့ကိုကိုကမေးတဲ့အခါမှာတော့ကောင်မလေးကပျက်စီးသွားလို့ပြင်ခိုင်းထားတယ်ဆိုပြီးအေးအေးဆေးဆေးပဲလိန်ညာလိုက်ပါတယ်အရင်ဘဝကဆိုရင်ကိုကိုရှေ့မှာလုံးဝမလိန်ရဲခဲ့ပေမဲ့အခုတော့ကောင်မလေးဟာကိုကိုကိုဂရုမစိုက်တော့တာကြောင့်တီတီငိမ့်ငိမ့်ပဲရှိနေခဲ့ပါတယ်ရက်အနှဲငယ်ကြာတဲ့အခါမှာတော့တက္ကသိုလ်ဝင်စာမေးပွဲရလဒ်တွေထွက်လာခဲ့တယ်။ကောင်မလေးဟာဂုဏ်ထူးမှတ်တွေနဲ့အတူ689မှတ်တောင်ရရှိခဲ့တာကြောင့်သူမမျှော်လင့်ထားတဲ့ရန်ကုန်တက္ကသိုလ်ကိုတက်ခွင့်ရတော့မှတေချာသွားပြီဖြစ်ပါတယ်။ကျောင်းကအပြန်မှာတော့အတန်းဖော်ဖြစ်သူမြင့်မြတ်နဲ့ဆုံခဲ့ပြီးမြင့်မြတ်ကသူမကိုကားနဲ့အိမ်ထိလိုက်ပို့ပေးခဲ့ပါတယ်။အိမ်ရှိရောက်တဲ့အခါကိုကိုနဲ့ချူလေးတို့2ယောက်လက်ချင်းတွဲပြီးထွက်လာတာနဲ့တိုက်တိုက်ဆိုင်ဆိုင်တိုးပါတော့တယ်။ချူလေးကမြင့်မြတ်ဟာနာမည်ကြီးလူရှုပ်တစ်ယောက်ဖြစ်ကြောင်းကုန်းချောစကားပြောသလိုကိုကလည်းလူကြီးလူကောင်းအတိုင်းဝိုင်းကလူတွေနဲ့မပတ်သက်ဖို့နဲ့ကိုတန်ဖိုးထားဖို့ကောင်မလေးကိုငေါငန်းပါတော့တယ်။ကောင်မလေးကတော့သူမဟာအရွယ်ရောက်ပြီးသူဖြစ်တာကြောင့်ဘသူနဲ့ပေါင်းသိမ်းရမလဲဆိုတာသူမရဲ့လွတ်လပ်ခွင့်ပဲလို့ပြန်ပြောပြီးအိမ်ထဲဝင်သွားခဲ့ပါတယ်။နောက်ရက်မြင့်မြတ်ရဲ့မွေးနေ့မှာတော့သူတို့တငယ်ချင်းတစုမြို့ထဲကစကိတ်ကွင်းကိုသွားကြပါတယ်။အဲ့ဒီမှာကိုနဲ့ချူလေးတို့ထပ်ပြီးဆုံကြပြန်ပါတယ်။ကောင်မလေးစကိတ်စီးရင်ချော်လဲတော့မလို့ဖြစ်သွားလို့မြင့်မြတ်ကဖမ်းထိန်ပေးလိုက်တဲ့အချိန်မှာကိုကရောက်လာပြီးလူကြားထဲမှာယောက်ျားတစ်ယောက်နဲ့ဖက်လဲတကင်းလုံနေရသလားဆိုပြီးအရှက်မရှိဘူးလားလို့ဒေါသတကြီးပြောဆိုပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲချူလေးကခြေထောက်ခောက်သွားသလိုမျိုးဟန်ဆောင်ပြီးငိုလိုလိုက်တဲ့အခါကိုဟာကောင်မလေးကိုပစ်ထားခဲ့ပြီးချူလေးကိုကုန်းပိုးကဆေးရုံကိုအပြေးလွှားခေါ်သွားပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါကောင်မလေးဟာပင်မနွမ်းနယ်စွာနဲ့အိယာပေါ်လှဲနေရင်စပွဲပေါ်ကမတ်စုစာအုပ်တွေကြားကစက်ကူနှင်းစီပန်းလေးတပွင့်ပြုတ်ကျလာတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီပန်းလေးဟာငငယ်ကကိုယ်တိုင်ခောက်ပေးခဲ့တဲ့ပန်းလေးဖြစ်ပြီးအရင်ဘဝကတော့သူမအမျက်တနိုးသိမ်းဆည်းခဲ့မှုပါတယ်။ဒါပေမဲ့အခုတော့အဲ့ဒီနှင်းစီပန်းလေးကိုကြည့်ပြီးဘာမှမခံစားရတော့ပဲအမိုက်ပုံးထဲကိုတွေးဝေခြင်းမရှိပဲပစ်ချလိုက်တယ်။အဲ့ဒီအချိန်မှာပဲအိမ်ရှိကနေစာပို့သမားရောက်လာတဲ့အတန်ကိုကြားလိုက်ရပါတယ်။ကောင်မလေးပြေးလွှားထွက်ကြည့်လိုက်တဲ့အခါမှာတော့သူမစောင့်မျှော်နေတဲ့တက္ကသိုလ်ဝင်ခွင့်စာအိတ်ကြီးကိုစာပို့သမားရဲ့လက်ထဲမှာတွေ့လိုက်ရပါတော့တယ်။စာပို့သမားစီကရန်ကုန်ပညာရေးတက္ကသိုလ်ရဲ့ကျောင်းဝင်ခွင့်စာအိတ်ကြီးကိုလက်ခံရရှိလိုက်တဲ့အချိန်မှာကောင်မလေးရဲ့ရင်ထဲကအပူလုံးကြီးကျသွားခဲ့ပါတယ်။အဲဒီညကသူမဟာနှစ်ချိုက်အိပ်ပျော်သွားခဲ့ပြီးနိုးလာတဲ့အခါမှာတော့မိခင်ဖြစ်သူချက်ပြုတ်နေတဲ့ဟင်းနံလေးကိုရလိုက်ပါတယ်။ညစာစားပွဲမှာကိုကချူးလေးရဲ့ဒဏ်ရာဟာအနှဲငယ်ပဲတွန့်သွားတာဖြစ်ကြောင်းနဲ့အိမ်ထိလိုက်ပို့ပေးခဲ့ကြောင်းပြောနေပေမဲ့ကောင်မလေးကတော့ဘာမှမကြားသလိုမျိုးငြိမ်သက်စွာပဲထမင်းစားနေခဲ့ပါတယ်။အဲဒီနောက်ကိုကတက်ကနေအကြောင်းကြားစာရောက်လာတာကြောင့်မနှက်ဖြန်တက်ကိုပြန်ရတော့မယ့်အကြောင်းပြောလိုက်ပါတယ်။ကိုကကောင်မလေးကိုကြည့်ရင်သူမရဲ့ကျောင်းဝင်ခွင့်စာအိတ်ရောက်လာရင်ချူးလေးနဲ့အတူမန္တလေးတက္ကသိုလ်ကိုအတူတူသွားကြဖို့မှာကြားခဲ့ပါတယ်။လမ်းမှာအဖော်ရအောင်လို့ဆိုတဲ့ကိုစကားကိုမိဘတွေကလည်းထောက်ခံကြပါတယ်။ကောင်မလေးဟာသူမရန်ကုန်ပညာရေးတက္ကသိုလ်ကိုကျောင်းဝင်ခွင့်ရထားတဲ့အကြောင်းကိုထုတ်မပြောဘဲငြိမ်နေလိုက်ပါတယ်။နောက်တနေ့မနက်မှာကိုတက်ကိုပြန်တော့မယ့်အချိန်မှာကောင်မလေးကလမ်းခရီးမှာဘေးကင်းဖို့တတိပေးစကားပြောခဲ့ပါတယ်။ကိုကတော့သူမကိုမြင့်မြင့်နဲ့မပတ်သက်ဖို့နဲ့စာကိုပဲအာယုံစိုက်ဖို့ထပ်မံဆုံးမနေပြန်ပါတယ်။ချူးလေးကလည်းဒဏ်ရာရထားတဲ့ခြေထောက်နဲ့ကိုလာပို့တာကြောင့်ကိုကမယူတစိုက်နဲ့တွဲကူပေးနေခဲ့ပါတယ်။ကိုထွက်ခွာသွားပြီးနောက်မှာတော့ကောင်မလေးဟာသူမရဲ့အထုပ်ပိုးတွေကိုစတင်ပြင်ဆင်ပါတော့တယ်။စပွဲအန်ဆွဲတွေကမိသားစုဓာတ်ပုံတွေကိုကြည့်ရင်ကိုမရောက်လာခင်ကရိုက်ထားတဲ့မိဘ2ပါးနဲ့သူမ3ယောက်တည်းရှိတဲ့ဓာတ်ပုံလေးကိုပဲရွေးထုတ်ပြီးခရီးဆောင်အိတ်ထဲထည့်လိုက်ပါတယ်။နောက်တနေ့မနက်အစောကြီးမှာတော့ကောင်မလေးဟာမိဘတွေအတွက်စာတစ်စောင်ရေးခဲ့ပြီးအိမ်ကနေတိတ်တဆိတ်ထွက်ခွာလာခဲ့ပါတယ်။သူမဟာရန်ကုန်ကိုသွားမယ့်ရထားပေါ်ကိုတက်လိုက်တဲ့အချိန်မှာတော့အရင်ဘဝကလိုလူတကာရဲ့ကဲ့ရဲ့မှုကိုခံရတဲ့ဘဝကနေလွတ်မြောက်သွားပြီဆိုတာကိုသိလိုက်ရပါတယ်။ရထားပေါ်မှာကောင်မလေးဟာအိမ်ငိုက်နေစဉ်မှာတစုံတစ်ယောက်ရဲ့ပခုံးကိုမှီမိနေတာကိုသတိပြုလိုက်မိပါတယ်။ကြည့်လိုက်တော့မြင့်မြတ်ဖြစ်နေတာကြောင့်သူမအံ့ဩသွားခဲ့ပါတယ်။မြင့်မြတ်ကလည်းသူမလိုပဲရန်ကုန်တက္ကသိုလ်ကိုကျောင်းတက်ဖို့သွားနေတာဖြစ်တာကြောင့်သူတို့2ယောက်ဟာအတူတူခရီးဆက်ခဲ့ကြပါတယ်။တစ်ဖက်မှာတော့အိမ်ကမိဘတွေနိုးလာတဲ့အခါမှာသမီးဖြစ်သူမရှိတော့တာကိုတွေ့ပြီးထိတ်လန့်သွားကြပါတယ်။ကောင်မလေးခြံထားခဲ့တဲ့စာကိုဖတ်ကြည့်လိုက်မှသူမဟာမန္တလေးတက္ကသိုလ်ကိုမသွားဘဲရန်ကုန်ပညာရေးတက္ကသိုလ်ကိုသွားတာမှန်းသိလိုက်ရပါတယ်။မိခင်ဖြစ်သူကကိုစီဖုန်းဆက်ပြောဖို့ပြင်ပေမဲ့ဖခင်ဖြစ်သူကတော့သမီးဖြစ်သူအခြေချပြီးမှပဲဆက်သွယ်ပါစီဆိုပြီးတားမြစ်လိုက်ပါတယ်။မန္တလေးတက်နယ်မြေမှာတော့ကိုဟာလေ့ကျင့်ရေးတွေလုပ်နေရင်ရင်ထဲမှာတခုခုဆုံးရှုံးသွားသလိုမျိုးမချိတင်ခဲခံစားနေရပါတယ်။ဒါပေမဲ့ကောင်မလေးမကြခင်ဒီကိုရောက်လာတော့မှပဲလို့တွေးပြီးကိုပြန်နှိမ့်သိမ့်နေခဲ့ပါတယ်။ကိုဟာကောင်မလေးအတွက်လိုအပ်မဲ့အသုံးဆောင်ပစ္စည်းတွေကိုမြို့ထဲမှာသွားဝယ်ပြီးအခန်းထဲမှာအစင်သစ်ပြင်ဆင်ထားခဲ့ပါတယ်။ကျောင်းဖွင့်တဲ့နေ့မှာတော့ကိုဟာကားကိုကိုယ်တိုင်မောင်းပြီးမန္တလေးတက္ကသိုလ်ရဲ့ကျောင်းရှိမှာကောင်မလေးကိုလာဆောင်နေခဲ့ပါတယ်။ကျောင်းထဲကိုဝင်လာတဲ့ကျောင်းသားတွေကိုတယောက်ချင်းစီလိုက်ကြည့်နေစဉ်မှာပဲသူ့ရဲ့နောက်ကနေရင်းနှီးနေတဲ့အတန်တစ်ခုကချူးကိုဒီမှာလာဆောင်နေတာလားဆိုပြီးမေးလိုက်ပါတော့တယ်။ကိုဟာကျောင်းရှိမှာကောင်မလေးကိုစောင့်နေစဉ်ချူးလေးကအထုပ်ပိုးတွေနဲ့ရောက်လာခဲ့တာပါ။ကောင်မလေးပဲမှာလဲလို့ကိုကမေးတဲ့အခါချူးလေးကကောင်မလေးဟာမြင့်မြတ်နဲ့အတူရန်ကုန်ပညာရေးတက္ကသိုလ်ကိုသွားပြီဖြစ်ကြောင်းလှောင်ပြုံးနဲ့ပြောလိုက်ပါတယ်။ကိုဟာအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါကဘာပြတ်သွားသလိုခံစားလိုက်ရပြီးကောင်မလေးရင်ကပြောခဲ့တဲ့ဆီယာမလုပ်ချင်တဲ့စကားတွေကိုပြန်သတိရသွားပါတယ်။သူဟာကောင်မလေးရဲ့စကားတွေကိုနောက်ပြောင်နေတယ်လို့ပဲထင်ခဲ့မိတာကြောင့်အခုလိုတကယ်ကြီးထွက်သွားတဲ့အခါမှာတော့ရင်ထဲမှာဟာခနဲဖြစ်သွားပါတော့တယ်။
ကိုကိုဟာချူးလေးကိုပစ်ထားခဲ့ပြီးအိမ်ကိုဖုံးဆက်မိတဲ့အခါမိခင်ဖြစ်သူကလည်းကောင်မလေးဟာစာတစောင်ပဲထားခဲ့ပြီးတိတ်တဆိတ်ထွက်သွားတာမှန်ကန်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ကိုကိုဟာကောင်မလေးရဲ့လိပ်စာနဲ့ဖုန်းနံပါတ်ကိုမိခင်ဖြစ်သူစီကနေအသေးအတန်တောင်းဆိုနေမိပါတယ်။သူ့ရဲ့ရင်ထဲမှာကောင်မလေးအပေါ်ထားရှိတဲ့ထူးဆန်းတဲ့တန်ရောစင်တစ်ခုနိုးထလာတာကိုသူကိုယ်တိုင်သတိပြုမိလိုက်ပါတယ်။တစ်ဖက်မှာတော့ကောင်မလေးဟာရန်ကုန်ပညာရေးတက္ကသိုလ်မှာအဆောင်နေထိုင်ခွင့်ရပြီးတငယ်ချင်းအသစ်တွေနဲ့ပျော်ရွှင်နေပြီဖြစ်ပါတယ်။သူမဟာမိဘတွေစီကိုဖုန်းဆက်ပြီးသူမရောက်ရှိနေတဲ့အဆောင်နံပါတ်နဲ့ဖုန်းနံပါတ်ကိုပေးခဲ့ပါတယ်။အဆောင်တငယ်ချင်းတွေနဲ့အတူအမျိုးသားအဆောင်ကကျောင်းသားတွေနဲ့ဇုံတွဲကပွဲအတွက်လေ့ကျင့်ဖို့ပြင်ဆင်ကြတဲ့အခါမှာတော့ကောင်မလေးဟာကပွဲအတွေ့အကြုံမရှိတာကြောင့်အခက်တွေ့နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအဆောင်မှုကကောင်မလေးအတွက်ဖုန်းလာနေကြောင်းလာပြောတာကြောင့်သူမသွားကင်လိုက်တဲ့အခါကိုကိုရဲ့အတန်ကိုကြားလိုက်ရပါတယ်။ကိုကိုကဘာလို့အတိမပေးပဲထွက်သွားရတာလဲလို့မေးပေမဲ့ကောင်မလေးကတော့သူမမှာကိုပိုင်ဘဝရှိကြောင်းနဲ့ကိုကိုအနေနဲ့ချူးလေးနဲ့သာပျော်ရွှင်အောင်နေဖို့အေးဆက်ဆက်ပဲပြန်ပြောလိုက်ပါတယ်။ကိုကိုဘက်ကဘာမှထပ်မပြောနိုင်ခင်မှာပဲကောင်မလေးဟာဖုန်းကိုချလိုက်ပြီးအတိတ်ကိုအပီးတိုင်ဖြတ်တောက်လိုက်ပါတော့တယ်။သူမဟာကပွဲအတွက်လေ့ကျင့်ဖို့အားကစားခန်းမကိုသွားတဲ့အခါမှာတော့သူမရဲ့အဖော်ဖြစ်မြင့်မြင့်နဲ့ထပ်မံဆုံတွေ့ခဲ့ရပြန်ပါတယ်။မြင့်မြတ်ကကောင်မလေးကိုစိတ်ရှည်လက်ရှည်နဲ့ကကွက်တွေကိုတင်ပေးခဲ့ပါတယ်။လေ့ကျင့်နေစဉ်အတွင်းကောင်မလေးချော်လဲတော့မလို့ဖြစ်သွားတိုင်းမြင့်မြတ်ကသူမကိုဖမ်းထိန်ပေးခဲ့တာကြောင့်ကောင်မလေးဟာရှက်သွေးဖြာနေခဲ့ပါတယ်။မြင့်မြတ်ကတာဟာပျော်ရွှင်ဖို့အတွက်ဖြစ်ပြီးစိတ်ကိုလျှော့ထားဖို့အားပေးခဲ့ပါတယ်။တငယ်ချင်းတွေအားလုံးစုပေါင်းပြီးထမင်းစားနေကြစဉ်မှာတော့ဝေလာရီကကောင်မလေးကိုဖုန်းဆက်တာမိသားစုစီကလားလို့စိတ်ဝင်စားနဲ့မေးမြန်းလိုက်ပါတော့တယ်။ကောင်မလေးကတော့ပြုံးယောင်တန်းနေတဲ့မျက်နှာလေးနဲ့အတူသူမရဲ့ဘဝသစ်ကိုစတင်ဖို့အစဉ်သင့်ဖြစ်နေပါပြီ။စပွဲဝိုင်းမှာဝေလာရီကခုနကဖုန်းဆက်တာဘာလို့လဲလို့မေးတဲ့အခါကောင်မလေးကသူမရဲ့အကိုဖြစ်သူလိုပဲတူတူတုတ်တုတ်ဖြေလိုက်ပါတယ်။သူမဟာကိုကိုအကြောင်းကိုထပ်ပြီးမပြောချင်တော့တာကြောင့်စိတ်မသက်မသာဖြစ်နေတာကိုတစ်ဖက်ကမြင့်မြတ်ကသတိထားမိသွားပါတယ်။မြင့်မြတ်ကချက်ချင်းပဲစကားလမ်းကြောင်းလွှဲပေးပြီးကပွဲအတွက်လေ့ကျင့်ဖို့ကိုသာပြောဆိုလိုက်တာကြောင့်ကောင်မလေးလည်းစိတ်သက်သာရာရသွားပါတော့တယ်။ကပွဲနေ့ရောက်တဲ့အခါမှာတော့ကောင်မလေးဟာလူအများကြီးရှေ့မှာကားရမှာမို့အရန်ကိုရင်ခုန်နေခဲ့တယ်။မြင့်မြတ်ကသူမကိုစိတ်လျှော့ထားဖို့နဲ့ပရိသတ်ကိုမကြည့်ပဲကားဖို့အားပေးခဲ့ပါတယ်။ကပြနေစဉ်အတွင်းကောင်မလေးဟာလူအုပ်ကြီးကိုမြင်ပြီးအချိန်ပြက်ကမြင့်မြတ်ရဲ့ခြေထောက်ကိုနင်းမိသွားလို့မြင့်မြတ်ကသူမကိုလဲမကျအောင်ရင်ခွင်ထဲဆွဲသွင်းပြီးဖမ်းထိန်ပေးလိုက်တဲ့အခါကောင်မလေးရဲ့မျက်နှာဟာပန်းသီးနီလေးလိုရဲတက်သွားခဲ့ပါတယ်။ကပွဲပြီးသွားတဲ့အထိသူမရဲ့ရှက်သွေးဖြာနေမှုဟာမပြေသေးပဲမြင့်မြတ်နဲ့သူမကြားမှာပိုပြီးရင်းနှီးတဲ့တန်ရောစင်တစ်ခုဖြစ်တည်လာခဲ့ပါတယ်။ဒါပေမဲ့ကျောင်းထဲမှာသူတို့နှစ်ယောက်တွဲနေကြပြီဆိုတဲ့ကောလာဟာလာတွေထွက်လာတဲ့အခါကောင်မလေးဟာအတိတ်ဘဝမှာတုန်းကကောလာဟာလာတွေကြောင့်ပျက်စီးခဲ့ရတာကိုပြန်သတိရပြီးမြင့်မြတ်နဲ့အနေငယ်အလှမ်းကွာအောင်နေလိုက်ပါတယ်။အမျိုးသားနေအားလက်ရက်မှာတော့ဝေလာရီကကောင်မလေးကိုစစ်ရေးပြအခမ်းအနားသွားကြည့်ဖို့ခေါ်ခဲ့ပါတယ်။မြင့်မြတ်ကလည်းသူတို့နဲ့အတူလိုက်ပါခဲ့ပြီးသူ့ရဲ့အဖိုးဖြစ်သူဟာစစ်တပ်အရာရှိကြီးတဦးဖြစ်တာကြောင့်သူတို့အတွက်စစ်ရေးပြပွဲကိုအနီးကပ်မြင်ရမယ့်အကောင်းဆုံးနေရာတစ်ခုကိုရှာပေးခဲ့ပါတယ်။ဝေလာရီဟာမြင့်မြတ်ရဲ့နောက်ခံအတိုင်းဝိုင်းကိုတီးသွားတဲ့အခါမှာတော့သူ့ကိုကြည့်တဲ့မျက်လုံးတွေကထူးဆန်းစွာပြောင်းလဲသွားခဲ့ပါတယ်။အမြောက်တန်တွေနဲ့အတူစစ်ရေးပြပွဲစတင်လာတဲ့အခါမှာတော့ကောင်မလေးဟာမြင်ကွင်းကိုစိတ်ဝင်စားကြည့်နေမိပါတယ်။အစိမ်းရောင်စစ်ဝတ်စုံတွေနဲ့ညီညာစွာချီတက်လာတဲ့စစ်တီတော်တွေတဲကမှရှေ့ဆုံးကဦးဆောင်လာတဲ့အရက်ရှည်ရှည်လူတစ်ယောက်ကိုမြင်လိုက်ရတဲ့အခါကောင်မလေးဟာစွန့်အားသွားခဲ့ပါတယ်။အဲ့ဒီလူဟာတခြားသူမဟုတ်ပဲကိုကိုနေဝင်းပဲဖြစ်နေပါတယ်။ကိုကိုဟာမြို့တော်ကိုရောက်နေပြီးစစ်ရေးပြပွဲမှာပါဝင်နေလိမ့်မယ်လို့သူမတခါမှမတွေးခဲ့မိပါဘူး။ကောင်မလေးဟာကိုကိုကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာအတိတ်ကပုံရိပ်တွေပြန်လည်ဝင်ရောက်လာပြီးငင်းမောနေမိစဉ်မှာပဲဝေလာရီကသူမကိုတွန်းပြီးဘာတွေတွေးနေတာလဲလို့မေးလိုက်ပါတော့တယ်။အဲ့ဒီအခါကောင်မလေးဟာသတိပြန်ဝင်လာပေမဲ့ကိုကိုမြင်လိုက်ရတဲ့စိတ်လှုပ်ရှားမှုကြောင့်ရင်ထဲမှာမငြိမ်မသက်ဖြစ်နေပါတော့တယ်။အဲ့ဒီအချိန်မှာရေသွားဝင်မယ်ဆိုပြီးထွက်သွားတဲ့ဝေလာရီရဲ့နောက်မှာမြင့်မြတ်တယောက်ကြံရစ်ခဲ့ပါတယ်။မြင့်မြတ်ဟာကောင်မလေးရဲ့မျက်နှာအမူအရာကိုကြည့်ပြီးတခုခုထူးဆန်းနေတာကိုရိပ်မိလိုက်ပါတယ်။ဇီးကုန်းရွာမှာကလေးကဒီမောင်နှမနှစ်ယောက်ကြားမှာပုံမှန်မဟုတ်တဲ့အငွေ့သက်တွေရှိနေတာကိုသူသတိထားမိခဲ့တာပါ။စစ်ရေးပြပွဲပြီးလို့ကျောင်းပြန်ရောက်တဲ့အခါဝေလာရီကမြင့်မြတ်ကိုလိုက်လံပိုးပန်းတော့မယ်လို့ကောင်မလေးကိုရင်ဖွင့်ပြီးအချစ်ကပြတစ်ပုတ်လောက်ကောင်မလေးကိုရေးပေးဖို့အတင်းအကျပ်တောင်းဆိုနေတော့မှပဲအဆောင်ရှိမှာတစုံတစ်ယောက်ကသူမကိုလာရှာနေတယ်ဆိုတဲ့သတင်းစကားရောက်လာခဲ့ပါတယ်။ကျောင်းရှိကိုထွက်ကြည့်လိုက်တဲ့အခါမှာတော့ကိုဖြစ်သူနေဝင်းကိုတွေးလိုက်ရပါတယ်။ကိုဟာအရင်ကထက်အနှဲငယ်ပိန်နေပြီးသူမကိုမြင်တဲ့အခါမှာတော့မျက်ဝန်းတွေကတောက်ပသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာကျောင်းသားကပန်းချံလေးထဲမှာထိုင်ပြီးစကားပြောဖြစ်ကြတယ်။ကိုဟာအရင်တစ်ခေါက်ဖုန်းချခံလိုက်ရတဲ့ကရင်ထဲမှာအံ့နဲ့ထိုးသလိုနာကျင်နေခဲ့တာပါ။မန္တလေးတက္ကသိုလ်မှာစစ်တင်တန်းပေးနေစဉ်အတွင်းချူလေးကသူ့အနားမှာအမြဲရှိနေခဲ့ပေမဲ့ကိုဟာချူလေးကိုစတင်စိန်ကားလာခဲ့ပါတယ်။ချူလေးကသူမတို့ဟာစိတ်ဆက်ထားသူတွေမဟုတ်လားလို့မေးတဲ့အခါကိုကတော့ဒီလက်ထပ်ပွဲကိုပြန်စဉ်းစားရမယ်လို့ပြက်ပြက်သားသားညင်းဆိုလိုက်ပါတယ်။ချူလေးကဒါဟာကောင်မလေးကြောင့်လားလို့မေးခွန်းထုတ်ခဲ့ပြီးကောင်မလေးဟာရန်ကုန်ကိုရောက်နေပြီမို့ဘယ်တော့မှလှည့်ကြည့်မှာမဟုတ်ဘူးလို့တောင်းပြန်ခဲ့ပါတယ်။အဲဒီအခါမှာတော့ကိုဟာကောင်မလေးအရင်ကဖွင့်ပြောခဲ့တာတွေနဲ့နောက်တစ်နေ့မှပြန်ပြီးတောင်းပန်ခဲ့တာတွေဟာချူလေးရဲ့ပယောဂကြောင့်ဆိုတာကိုသိရှိသွားခဲ့ပါတယ်။ကိုဟာရန်ကုန်မှာ6လကြာပညာသင်ယူဖို့လျှောက်ထားခဲ့ပြီးကောင်မလေးစီကိုအပြေးလွှားလာခဲ့တာပဲဖြစ်ပါတယ်။ကိုကကောင်မလေးရဲ့လက်ကိုဆွဲပြီးသူလဲကောင်မလေးကိုချစ်နေမိပြီဖြစ်ကြောင်းနဲ့အမားတွေကိုပြုပြင်ပေးပါမယ်လို့ဝန်ခံလိုက်တယ်။
ဒါပေမဲ့ကောင်မလေးကတော့ကိုရဲ့လက်ကိုခါချလိုက်ပြီးသူမရဲ့ရင်ထဲမှာကိုအပေါ်ဘာတန်ရောစင်မှမရှိတော့ကြောင်းနဲ့ကိုဟာသူမအတွက်အကိုတယောက်သာဖြစ်တော့ကြောင်းပြက်ပြက်သားသားပြောဆိုလိုက်ပါတယ်။ကိုကတော့ဒါဟာစိတ်ဆိုးပြီးပြောတာလို့ပဲထင်မှတ်နေပြီးသူမနောက်ကိုတကောက်ကောက်လိုက်နေခဲ့ပါတယ်။ကျောင်းရှိကိုပြန်ရောက်တဲ့အခါမှာတော့ကောင်မလေးဟာကိုပြန်ခိုင်းလိုက်တယ်။အဲ့ဒီအချိန်မှာပဲနောက်ကနေတစုံတစ်ယောက်ကသူမရဲ့ပခုံးကိုဆွဲလှည့်လိုက်ပြီးဘားကိုအားပြင်းပြင်းနဲ့ရိုက်ချလိုက်ပါတော့တယ်။ရိုက်လိုက်သူဟာတခြားသူမဟုတ်ပဲချူလေးဖြစ်နေပြီးသူမရဲ့စိတ်ဆက်ထားသူကိုဘာလို့မြူဆွဲနေရတာလဲဆိုပြီးလူကြားထဲမှာအော်ဟစ်ဆဲဆိုပါတော့တယ်။ချူလေးကကျောင်းရှိမှာအော်ဟစ်ဆဲဆိုနေတာကြောင့်ကျောင်းသားတွေနဲ့ဆရာတွေဝိုင်းုံကြည့်နေကြပါတယ်။ကောင်မလေးဟာအရင်ဘဝကလိုအဆက်ခွဲခံရတဲ့ဒဏ်ရာတွေပြန်ပေါ်လာတာကြောင့်ရင်ထဲမှာမွန်းကျက်လာခဲ့တယ်။သူမကချူလေးကိုကောလာဟာလာတွေမဖြန့်ဖို့နဲ့ကျောင်းကနေထုတ်ပယ်ခံရတဲ့အထိတိုင်တန်းမယ်လို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာကိုကရောက်လာပြီးချူလေးကိုငေါငန်းလိုက်ပါတယ်။ကိုဟာကောင်မလေးကိုသူ့နောက်မှာကွဲထားပေးပြီးသူမကိုအဆောင်ထဲအရင်ဝင်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကတော့အခုထွက်သွားရင်သူမအပေါ်ဆွဆွဲချက်တွေကပြီးဆုံးမှာမဟုတ်ဘူးဆိုတာသိနေတာကြောင့်ငင်းဆန်ခဲ့ပါတယ်။ချူလေးကကိုဟာသူမရဲ့စိတ်ဆက်ထားသူဖြစ်ကြောင်းနဲ့ကောင်မလေးကမြူဆွဲနေတာဖြစ်ကြောင်းထပ်မံအော်ဟစ်ပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲမြင့်မြတ်ရောက်လာပြီးချူလေးဟာကိုရဲ့ညီမအရင်ကိုတော့မခွဲခြားနိုင်ပဲယူနှမ်းနေတဲ့မိမတစ်ယောက်ဖြစ်ကြောင်းလူကြားထဲမှာရှင်းပြလိုက်တာကြောင့်လူတွေရဲ့အကြည့်တွေကချူလေးစီပြောင်းသွားခဲ့ပါတယ်။မြင့်မြတ်ကကိုချူလေးကိုအမြန်ခေါ်သွားဖို့နဲ့ကောင်မလေးเจ้าကထုတ်ပယ်ခံရအောင်မလုပ်ဖို့တတိပေးလိုက်ပါတယ်။ကိုကချူလေးကိုကားပေါ်အတင်းဆွဲတင်ပြီးခေါ်သွားတဲ့အခါမှာတော့မြင့်မြတ်ကကောင်မလေးကိုအဆောင်ထိလိုက်ပို့ပေးခဲ့ပါတယ်။မြင့်မြတ်ကကိုဖြစ်သူဟာသူမကိုမကာကွယ်နိုင်တဲ့အပြင်အနေရဖြစ်အောင်လုပ်နေတာကြောင့်စိတ်ဆိုးနေခဲ့ပါတယ်။မြင့်မြတ်ကကောင်မလေးကိုစိုက်ကြည့်ရင်အတိတ်ကကိစ္စတွေပြီးသွားပြီဆိုရင်သူနဲ့တွဲမလားလို့ရုတ်တရက်ဖွင့်ပြောလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲအဆောင်ကနေပြေးထွက်လာတဲ့ဝေလာရီကသူတို့နှစ်ယောက်ကိုမြင်သွားခဲ့ပါတယ်။ကောင်မလေးကဝေလာရီကိုရှင်းပြဖို့စ조사ပေမဲ့မြင့်မြတ်ကတော့သူ့ရဲ့စိတ်ရင်းကိုဖုံးကွယ်မထားခဲ့ပါဘူး။ကျောင်းစီမံခန့်ခွဲရေးရုံးကနေကောင်မလေးကိုခေါ်ယူမေးမြန်းတဲ့အခါမှာတော့သူမကအဖြစ်မှန်ကိုရှင်းပြခဲ့ပြီးချူလေးရဲ့လုပ်ရက်အတွက်မန္တလေးတက္ကသိုလ်ကိုတိုင်ကြားစာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဝေလာရီကတော့မြင့်မြတ်ရဲ့နောက်ခံအတိုင်းဝိုင်းကြောင့်သူမစိတ်ဝင်စားခဲ့တာဖြစ်ကြောင်းကောင်မလေးကိုရင်ဖွင့်ခဲ့ပါတယ်။ကောင်မလေးကဝေလာရီကိုကိုပိုင်လွတ်လပ်ခွင့်အတွက်တိုက်ပွဲဝင်ဖို့နဲ့သူတစ်ပါးရဲ့လွှမ်းမိုးမှုကိုမခံဖို့အားပေးစကားပြောကြားခဲ့ပါတယ်။ဝေလာရီကကောင်မလေးရဲ့စကားတွေကြောင့်စိတ်သက်သာရာရသွားခဲ့ပြီးကောင်မလေးကိုဖတ်ထားရင်မြင့်မြတ်ကိုတကယ်ပဲမချစ်ဘူးလားလို့ထပ်မံမေးမြန်းလိုက်ပါတော့တယ်။ကောင်မလေးကပညာရေးကိုပဲအာရုံစိုက်နေမှာဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်။အတိတ်ဘဝမှာကောင်မလေးဟာကိုအရန်ချစ်ခဲ့ပေမဲ့အချစ်မခံခဲ့ရတာကြောင့်အချစ်ကိုခဏတာမေ့ဖြောက်ထားခြင်းနေပါတယ်။ရန်ကုန်ပညာရေးတက္ကသိုလ်မှာကျောင်းတက်နေရင်ကောင်မလေးဟာအတိတ်ကနာကျင်မှုတွေကိုမေ့ပစ်ဖို့စ조사ခဲ့ပါတယ်။အမျိုးသားနေ့အားလပ်ရက်မှာတငယ်ချင်းတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းခဲ့ပြီးကိုနဲ့ချူလေးတို့ရဲ့သတင်းတွေကိုလည်းသူမစိတ်မဝင်စားတော့ပါဘူး။မြင့်မြတ်ကတော့သူမအပေါ်မှာအမြဲတမ်းဂရုတစိုက်ရှိနေပြီးသူမရဲ့စိတ်တန်ရာတွေကိုကုစားပေးဖို့စ조사နေခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့အဆောင်ကိုစစ်ဝတ်စုံနဲ့လူစိမ်းတစ်ယောက်ရောက်လာပြီးကိုဖြစ်သူဆေးရုံတက်နေရကြောင်းနဲ့သူမကိုလာခေါ်ခိုင်းကြောင်းပြောခဲ့ပါတယ်။ဆေးရုံကိုရောက်တဲ့အခါမှာတော့ကိုဟာကြောပြင်မှာဒဏ်ရာတွေနဲ့လဲလျောင်းနေတာကိုတွေ့လိုက်ရပါတယ်။ကိုကကောင်မလေးရဲ့လက်ကိုဆွဲပြီးသူဟာချူလေးနဲ့ဆိတ်ဆက်ထားတာကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းနဲ့မိဘတွေကိုလည်းသူတို့နှစ်ယောက်အကြောင်းဖွင့်ပြောပြခဲ့ပြီးပြီလို့ဝန်ခံလိုက်ပါတယ်။ချူလေးဟာကျောင်းကိုတိုင်စာရောက်လာလို့ကျောင်းထုတ်ခံလိုက်ရကြောင်းကိုကချူလေးကိုရွာကိုပြန်လိုက်ပို့ပေးပြီးသူတို့ကိစ္စကိုအဆုံးသတ်ခဲ့ကြောင်းနဲ့ကောင်မလေးကိုတကယ်ချစ်တယ်ဆိုတဲ့အကြောင်းပြင်ကိုဟာမိဘတွေရဲ့အရိုက်အနှက်ကိုခံခဲ့ရပြီးအခုတော့မိဘတွေကလည်းသူတို့နှစ်ယောက်ကိုသဘောတူလိုက်ပြီဖြစ်ကြောင်းဝမ်းသာအားရပြောပြနေခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကတော့ဝမ်းသာရမယ့်အစားရင်ထဲမှာအေးဆက်သွားခဲ့တယ်။အရင်ဘဝကသူမတယောက်တည်းရုန်းကန်ခဲ့ရစဉ်မှာကိုဟာသူမကိုပြစ်ပယ်ခဲ့ပြီးအခုမှဘာလို့ဒီလိုတွေလုပ်နေရတာလဲဆိုတာကိုသူမနားမလည်နိုင်တော့ပါဘူး။ကောင်မလေးကကိုစိုက်ကြည့်ရင်အရင်ဘဝကသူမကြုံတွေ့ခဲ့ရတဲ့ငရဲခမ်းတွေကိုပုံမြင်တစ်ပုဒ်လိုပြောပြခဲ့ပါတယ်။သူမဘလို့အဆက်ခွဲခံခဲ့ရကြောင်းနဲ့အထီးကျန်စွာဘဝကိုအဆုံးသတ်ခဲ့ရကြောင်းတွေကိုပြောပြပြီးတဲ့အခါမှာတော့သူမရဲ့ရင်ထဲမှာကိုအတွက်နေရာမရှိတော့ကြောင်းပြက်ပြက်သားသားပြောလိုက်ပါတော့တယ်။ကိုကတော့ဒါဟာပုံမြင်တစ်ခုသာဖြစ်တယ်လို့ထင်နေပြီးသူမကိုအသေးအတန်ဆွဲထားခဲ့ပေမဲ့ကောင်မလေးကတော့ကိုရဲ့လက်ကိုခါချပြီးဆေးရုံခန်းထဲကနေလှည့်မကြည့်ပဲထွက်ခွာလာခဲ့ပါတော့တယ်။အိမ်ကိုဖုန်းဆက်လိုက်တဲ့အခါမှာတော့ဖခင်ဖြစ်သူရဲ့မောပန်းနှမ်းနေနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။ကိုရဲ့လုပ်ရက်ကြောင့်မိခင်ဖြစ်သူမှာဖျားနာနေပြီးမိဘနှစ်ပါးစလုံးဟာစိတ်ဆင်းရဲနေကြရပါတယ်။ဖခင်ဖြစ်သူကသူတို့နှစ်ယောက်ကိစ္စကိုနောက်မဆွဲဖက်တော့ကြောင်းနဲ့ရွာကိုပြန်မလာလဲရကြောင်းစိတ်ပြက်လက်ပြက်ပြောဆိုလိုက်တဲ့အခါကောင်မလေးဟာအယမ်းကိုဝမ်းနည်းသွားခဲ့ပါတယ်။သူမကဖခင်ဖြစ်သူကိုဘာလို့ဒီကိစ္စကိုမကန့်ကွက်တာလဲလို့မေးလိုက်ပါတော့တယ်။ဖခင်ဖြစ်သူကကိုရဲ့ဇွဲနှပဲနဲ့တောင်းပန်မှုကိုမြင်တဲ့အခါမှာကိုရဲ့ဖခင်ရင်းကိုသတိရမိပြီးအာနာစိတ်ကြောင့်အလျှော့ပေးခဲ့မိတာလို့ဝန်ခံလိုက်တယ်။ကောင်မလေးကတော့သူမအနေနဲ့ကိုအပေါ်မှာမောင်နှမတန်ရောစင်ထက်မပိုတော့ကြောင်းနဲ့ဒါဟာလဲသူမဝေးလံတဲ့ရန်ကုန်တက္ကသိုလ်အထိလာတက်ရတဲ့အဓိကအကြောင်းရင်းဖြစ်ကြောင်းပြက်ပြက်သားသားရှင်းပြလိုက်ပါတယ်။ဖခင်ဖြစ်သူဟာသမီးဖြစ်သူရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုကြားတဲ့အခါမှာတော့စိတ်အေးသွားပြီးနှစ်ဦးသားအစဉ်ပြေအောင်ဖြေရှင်းကြဖို့မှာကြားလိုက်ပါတော့တယ်။ဖုန်းချပြီးနောက်ကျောင်းကိုပြန်ရောက်တဲ့အခါမှာတော့သူမကိုစိတ်ပူပြီးစောင့်နေတဲ့မြင့်မြတ်နဲ့ဆုံခဲ့ပါတယ်။မြင့်မြတ်ကသူမကိုဘယ်သွားနေတာလဲလို့စိုးရိမ်တကြီးမေးမြန်းခဲ့ပြီးသူမဆေးရုံသွားတာကိုသိတဲ့အခါမှာတော့မျက်နှာပြတ်သွားခဲ့ပါတယ်။ကိုဟာရန်ကုန်ကတက်နေနေမှာ6လကြာပညာသင်ယူဖို့အတည်ပြုချက်ရထားတာကြောင့်မြင့်မြတ်ကတော့ကိုနဲ့ကောင်မလေးထပ်တွေ့မှာကိုစိုးရိမ်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ဆေးရုံကကတင်ပေါ်မှာကိုဟာထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မဲ့နေခဲ့တယ်။အဲ့ဒီအိမ်မက်ထဲမှာကောင်မလေးဟာအရင်ဘဝကလိုပဲစောင်းမေးပွဲကြရှုံးပြီးအိမ်ကနှင်ထုတ်ခံရကတယောက်တည်းဒုက္ခရောက်နေခဲ့တာကိုမြင်လိုက်ရပါတယ်
ကိုကိုဟာအိမ်မက်ထဲမှာကောင်မလေးကိုနှစ်ပေါင်းများစွာရှာဖွေခဲ့ပေမဲ့ဘယ်တော့မှပြန်မစုံနိုင်တော့ပဲနောင်တတွေနဲ့ကဘာပြက်နေခဲ့တယ်။အိမ်မက်ကနေလမ်းနိုးလာတဲ့အခါမှာတော့ကိုကိုဟာကောင်မလေးပြောပြခဲ့တဲ့ပုံပြင်ဟာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေမှန်ရိပ်မိသွားပြီးသူမခံစားခဲ့ရတဲ့နာကျင်မှုတွေအတွက်ရင်ခွဲမတက်ခံစားလိုက်ရပါတယ်။နောက်တစ်နေ့မှာတော့ကောင်မလေးဟာသူမရဲ့အဆောင်တငယ်ချင်းဝေလာရီကျောင်းကိုပြန်မလာသေးတာကိုသတိပြုမိပြီးစိတ်ပူနေခဲ့ပါတယ်။စာကြည့်လိုက်မှာမြင့်မြင့်နဲ့အတူစာဖတ်နေစဉ်မှာတောင်သူမရဲ့စိတ်တွေကလွင့်ပြတ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဘေးနားကကျောင်းသူနှစ်ယောက်ရဲ့တိုးတိုးတိတ်တိတ်ပြောဆိုနေတဲ့စကားသံတွေကိုကြားလိုက်ရပါတယ်။ရန်ကုန်ပညာရေးတက္ကသိုလ်ကိုခက်ခက်ခဲခဲတက်ခွင့်ရထားတဲ့မိန်းကလေးတစ်ယောက်ကိုသူမရဲ့ဖခင်ဖြစ်သူကကျောင်းထုတ်ပြီးအိမ်အောင်ချပေးဖို့အတင်းအကျပ်လုပ်နေကြောင်းကြားလိုက်ရပါတယ်။အဲ့ဒီမိန်းကလေးဟာစာပေဌာနကဖြစ်ပြီးနာမည်ကဝေနဲ့အစပြုကြောင်းပြောလိုက်တဲ့အခါမှာတော့ကောင်မလေးဟာထိုင်နေရာကနေဝုန်းကနေထရက်လိုက်မိပါတယ်။သူမဟာအဲ့ဒီကျောင်းသူနှစ်ယောက်စီကိုအပြေးလွှားသွားပြီးအခုနကပြောလိုက်တဲ့မိန်းကလေးပဲမှလဲဆိုတာကိုအလောတကြီးမေးမြန်းလိုက်ပါတော့တယ်။ကောင်မလေးဟာဝေလာရီတယောက်သူမရဲ့ဖခင်ဖြစ်သူရဲ့ချုပ်ကင်မှုအောက်မှာဒုက္ခရောက်နေပြီဆိုတာကိုသိလိုက်ရပြီးသူမရဲ့တငယ်ချင်းကိုကယ်တင်ဖို့အတွက်ရင်ထဲမှာစိုးရိမ်စိတ်တွေပြည့်နေနေပါတော့တယ်။ကျောင်းစီမံခန့်ခွဲရေးရုံးမှာဝေလာရီရှိနေတယ်ဆိုတာသိလိုက်ရချင်းကောင်မလေးဟာအပြေးလွှားသွားခဲ့ပါတယ်။မြင့်မြတ်ကလည်းစာအုပ်တွေကိုတောင်မသိမ်းနိုင်ပဲသူမနောက်ကိုလိုက်လာခဲ့တယ်။ကျောင်းကိတ်ဝကိုရောက်တဲ့အခါမှာတော့ဝေလာရီကိုအမျိုးသားကြီးတစ်ယောက်ကအတင်းအဓမ္မဆွဲခေါ်သွားပြီးကားပေါ်တင်မောင်းထွက်သွားတာကိုသူတို့မြင်လိုက်ရပါတယ်။ကောင်မလေးဟာတငယ်ချင်းဖြစ်သူအတွက်စိတ်ပူသွားပြီးဆရာမစီကနေဝေလာရီရဲ့အိမ်လိပ်စာကိုတောင်းယူကမြင့်မြတ်နဲ့အတူလိုက်သွားခဲ့ပါတယ်။ဝေလာရီတို့အိမ်ရှိကိုရောက်တဲ့အခါအထဲကနေအော်ဟစ်တန်တွေနဲ့ရိုက်နှက်တန်တွေကိုကြားလိုက်ရပါတယ်။ဝေလာရီရဲ့ဖခင်ဖြစ်သူဟာသူမကိုချိန်လုံးနဲ့ရိုက်ဖို့ပြင်နေစဉ်မှာကောင်မလေးကကြားထဲကနေအပြေးလွှားဝင်ထားလိုက်ပါတယ်။ဝေလာရီရဲ့ဖခင်ဟာသူ့သမီးမဟုတ်ပဲတခြားမိန်းကလေးတစ်ယောက်ဖြစ်နေတာကြောင့်ချိန်လုံးကိုအမြန်ပြန်သိမ်းလိုက်ရပါတယ်။ကောင်မလေးဟာဝေလာရီရဲ့ဖခင်ကိုရိုးရိုးသေးသေးနှုတ်ဆက်ပြီးဘာလို့ကျောင်းဆက်မတက်ခိုင်းတာလဲလို့တီတီငိမ့်ငိမ့်ပဲမေးမြန်းခဲ့ပါတယ်။ဖခင်ဖြစ်သူကတော့မိန်းကလေးဆိုတာအိမ်အောင်ကြရင်နင်းနဲ့သားကိုပြုစုရမှာမို့ကျောင်းတက်ဖို့မလိုဘူးလို့ရှေးရိုးဆွဲအတွေ့နဲ့ပြန်ပြောခဲ့ပါတယ်။ကောင်မလေးကဖခင်ဖြစ်သူကိုစိတ်ရှည်လက်ရှည်နဲ့ရှင်းပြခဲ့တယ်။မိန်းကလေးတစ်ယောက်ဟာအိမ်အောင်ပြုတာထက်ကိုယ့်ခြေထောက်ပေါ်ကိုရက်တည်နိုင်ဖို့ကပိုအရေးကြီးကြောင်းအိမ်အောင်ကြလို့ယောက်ျားကနှိပ်စက်ရင်ဘသူကကာကွယ်ပေးမှလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်။ကောင်မလေးရဲ့စကားတွေကြောင့်ဖခင်ဖြစ်သူဟာစဉ်းစားစရာဖြစ်သွားခဲ့ပါတယ်။ကောင်မလေးကသူမကိုယ်တိုင်လည်းအိမ်အောင်ပြုခြင်းပေမဲ့ယောက်ျားတစ်ယောက်အပေါ်မှာပဲအလုံးစုံမျှော်လင့်ချက်မထားခြင်းကြောင့်ပြောပြတဲ့အခါမှာတော့ဖခင်ဖြစ်သူဟာအလျှော့ပေးလိုက်ပြီးဝေလာရီကိုကျောင်းပြန်တက်ခွင့်ပေးလိုက်ပါတော့တယ်။ဝေလာရီဟာဝမ်းသာအားရနဲ့ကောင်မလေးကိုဖတ်ထားပြီးကျေးဇူးတင်စကားပြောခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ခန္ဓာကိုယ်ကနာကျင်နေတာကြောင့်ကောင်မလေးကစိုးရိမ်တကြီးမေးမြန်းတဲ့အခါမနေ့ကဖခင်ဖြစ်သူရဲ့ရိုက်နှက်မှုကိုခံထားရတာကြောင့်ဒဏ်ရာတွေရှိနေကြောင်းသိလိုက်ရပါတယ်။ကောင်မလေးကဝေလာရီကိုဆေးရုံမှာဆေးထည့်ပြီးမှကျောင်းကိုအတူတူပြန်ကြဖို့ခေါ်ဆောင်သွားခဲ့ပါတယ်။သူမဟာတငယ်ချင်းအတွက်ဘဝတစ်ကိုပြန်လည်တည်ဆောက်ပေးနိုင်ခဲ့တာကြောင့်ရင်ထဲမှာကြည်နူးမှုတွေပြည့်နေနေပါတော့တယ်။ဝေလာရီဆေးထည့်နေတော့မှမြင့်မြတ်ကကောင်မလေးကိုတီးတန့်ခေါ်ထုတ်ပြီးစိတ်ပူလွန်လို့ငေါငန်းပါတော့တယ်။ချိန်လုံးနဲ့ရိုက်တာကိုဘာလို့ဝင်တားရတာလဲဆိုပြီးမေးတဲ့အခါကောင်မလေးကလည်းသူမကိုယ်တိုင်မသိလိုက်ပဲတုံ့ပြန်မိသွားတာပါလို့အပြစ်ကင်းစင်စွာဖြေခဲ့ပါတယ်။မြင့်မြတ်ကသူမရဲ့နဖူးလေးကိုအသာအရာတောက်ရင်းနောက်နောင်ဒီလိုမလုပ်ဖို့နဲ့သူအရန်ထိတ်လန့်သွားရကြောင်းပြောနေစဉ်မှာပဲအဝေးကနေကြည့်နေတဲ့ကိုကိုဖြစ်သူနေဝင်းကိုတွေ့လိုက်ရပါတယ်။ကိုကိုဟာသူတို့နှစ်ယောက်ရင်းရင်းနှီးနှီးရှိနေတာကိုကြည့်ပြီးရင်ထဲမှာမချိမဆန့်ခံစားနေရပေမဲ့အရင်ဘဝကအိမ်မက်ဆိုးကိုမြင်မက်ခဲ့ပြီးကတည်းကသူဟာကောင်မလေးကိုပိုင်ဆိုင်ဖို့မထိုက်တန်တော့ဘူးဆိုတာသိသွားခဲ့ပြီးဖြစ်ပါတယ်။ကိုကိုကကောင်မလေးကိုတီးတန့်ခေါ်ပြီးစကားပြောတဲ့အခါမှာတော့သူဟာအရင်ဘဝကအဖြစ်အပျက်အားလုံးကိုပြန်သတိရသွားပြီးဖြစ်ကြောင်းနဲ့ကောင်မလေးပေါ်ဖြစ်စေခဲ့တဲ့နာကျင်မှုတွေအတွက်တောင်းပန်ခဲ့ပါတယ်။ကိုကိုရဲ့မျက်ဝန်းတွေဟာနောင်တတွေနဲ့ပြည့်နှက်နေပြီးကောင်မလေးကိုအကိုတယောက်အနေနဲ့အမြဲတမ်းဆောက်ရှောက်သွားခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်။ကောင်မလေးကလည်းကိုကိုကိုခွင့်လွှတ်လိုက်ပြီးသူတို့နှစ်ယောက်ဟာထာဝရမောင်နှမတွေဖြစ်ပဲနေသွားဖို့ကတိပေးလိုက်ကြပါတယ်။အတိတ်ကအမုန်းတရားတွေအားလုံးဟာဒီအချိန်မှာပဲလေထဲမှာပျောက်ကွယ်သွားပါတော့တယ်။ဒါပေမဲ့မြင့်မြတ်ကတော့ကိုကိုနဲ့ကောင်မလေးစကားပြောနေတာကိုကြည့်ပြီးကောင်မလေးကကိုကိုစီပြန်သွားပြီလို့ထင်မှတ်ကဝမ်းနည်းစိတ်တူနေခဲ့ပါတယ်။ကိုကိုထွက်သွားပြီးနောက်မြင့်မြတ်ကကောင်မလေးကိုဒေါသတကြီးနဲ့ဘာလို့အတိတ်ကအမားကိုထပ်လုပ်အောင်မလဲလို့မေးခွန်းထုတ်ခဲ့တယ်။ကောင်မလေးကမြင့်မြတ်သူမအပေါ်မှာဘလောက်စိတ်ပူနေတယ်ဆိုတာသိလိုက်ရတဲ့အခါမှာတော့ရင်ထဲမှာနှွေးထွေးသွားခဲ့ပါတယ်။သူမကကိုကိုကိုမရွေးချယ်ခဲ့ကြောင်းနဲ့ကိုကိုဟာသူမအတွက်အကိုတယောက်ထက်မပိုတော့ကြောင်းရှင်းပြလိုက်တဲ့အခါမှာတော့မြင့်မြတ်ဟာဝမ်းသာအားရနဲ့ကောင်မလေးကိုသူနဲ့တွဲဖို့ထပ်မံဖွင့်ပြောလိုက်ပါတော့တယ်။ကောင်မလေးဟာမြင့်မြတ်ရဲ့ရိုးသားတဲ့အချစ်တွေကိုမြင်တွေ့လိုက်ရပြီးနောက်မှာတော့ရှက်ရှက်နဲ့ပဲခေါင်းငိတ်လက်ခံလိုက်ပါတယ်။မြင့်မြတ်ဟာပျော်လွန်းလို့ကောင်မလေးရဲ့လက်ကလေးနှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားပြီးနောက်မှာအမြဲတမ်းကာကွယ်ပေးသွားမယ့်အကြောင်းကတိပေးလိုက်ပါတယ်။ဆေးထည့်ပြီးထွက်လာတဲ့ဝေလာရီကသူတို့နှစ်ယောက်ရဲ့အမူအရာကိုကြည့်ပြီးတွဲနေကြပြီဆိုတာကိုရိပ်မိသွားခဲ့ပါတယ်။ဝေလာရီကမြင့်မြတ်ကိုကောင်မလေးရသွားပြီဖြစ်တာကြောင့်သူတို့အဆောင်တငယ်ချင်းတွေကိုထမင်းကျွေးဖို့ရေမောပြီးတောင်းဆိုလိုက်ပါတော့တယ်။သူတို့သုံးယောက်ဟာပျော်ရွှင်စွာနဲ့အကြောင်းကိုပြန်လာခဲ့ကြပြီးကောင်မလေးအတွက်တော့အမှောင်ဖုံးခဲ့တဲ့အတိတ်တွေပြီးဆုံးသွားကအလင်းရောင်တွေပြည့်နှက်နေတဲ့ဘဝတစ်တစ်ခုတကယ်ပဲစတင်ခဲ့ပါပြီ။ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့မလှမ်းမကမ်းကအစိုးရပိုင်ဟိုတယ်မှာမြင့်မြတ်နဲ့ကောင်မလေးတို့နှစ်ယောက်ဟာတငယ်ချင်းတွေကိုထမင်းဖိတ်ကျွေးခဲ့ပါတယ်။ဝေလာရီကအားလုံးရဲ့ရှေ့မှာမြင့်မြတ်နဲ့ကောင်မလေးတို့ဟာချစ်သူတွေဖြစ်သွားပြီဖြစ်ကြောင်းကြေညာလိုက်တဲ့အခါအားလုံးကဝမ်းသာအားရဂုဏ်ပြုခဲ့ကြပါတယ်
ကောင်မလေးဟာမြင့်မြတ်ရဲ့နှွေးထွေးတဲ့လက်ကလေးကိုစပွဲအောက်မှာစုပ်ကင်ထားရင်းပထမဆုံးအကြိမ်အဖြစ်စစ်မှန်တဲ့ပျော်ရွှင်မှုကိုခံစားလိုက်ရပါတယ်။အဲ့ဒီလိုနဲ့အချိန်တွေကုန်ဆုံးသွားပြီးချမ်းအေးတဲ့ဆောင်းရာသီကိုရောက်ရှိလာခဲ့တယ်။ဒီနေ့မှာတော့ကိုဖြစ်သူနေဝင်းဟာကျောင်းရှိကိုထပ်မံရောက်ရှိလာခဲ့ပါတယ်။ကိုဟာကျောင်းပိတ်ရင်ကောင်မလေးရဲ့အိမ်ပြန်ခီးစဉ်အတွက်လက်မှတ်ကြိုဝယ်ပေးဖို့လာခဲ့တာဖြစ်ပေမဲ့မြင့်မြတ်ကတော့သူနဲ့ကောင်မလေးအတူတူပြန်มาဖြစ်ကြောင်းဦးအောင်ပြောလိုက်တာကြောင့်ကိုမှာစိတ်မကောင်းဖြစ်ုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။ကိုဟာကောင်မလေးတို့နှစ်ယောက်ရင်းရင်းနှီးနှီးနဲ့ကျောင်းထဲဝင်သွားတာကိုကြည့်ရင်အတိတ်ကသူသာမှန်ကန်တဲ့ဆုံးဖြတ်ချက်ချခဲ့ရင်အခုလိုဝမ်းနေရမှာမဟုတ်ဘူးလို့နောင်တကြီးစွာနဲ့တွေးနေမိပါတယ်။ဒါပေမဲ့အချိန်တွေကနောက်ပြန်မလှည့်နိုင်တော့တာကြောင့်ကိုဟာခါးသီးရဲ့မျက်ရည်တွေကိုသာမျိုးသိပ်လိုက်ရပါတော့တယ်။စာမေးပွဲပြီးတဲ့အခါကောင်မလေးဟာမြင့်မြတ်နဲ့အတူဇီးကုန်းရွာကိုပြန်လာခဲ့ပါတယ်။အိမ်ရှိရောက်လို့မြင့်မြတ်ကကောင်မလေးကိုမစင်းစေချင်သေးပဲလက်ကိုဆွဲထားတော့မှပဲအမေဖြစ်သူနဲ့အမှတ်မထင်တိုးပါတော့တယ်။ကောင်မလေးဟာရှက်ကိုရှက်ကန်းနဲ့ကားပေါ်ကဆင်းပြီးမိဘတွေကိုနှုတ်ဆက်လိုက်ပါတယ်။အမေဖြစ်သူကမြင့်မြတ်ကိုအိမ်ထဲမခေါ်ပဲအေးဆက်ဆက်နဲ့ပြန်ခိုင်းလိုက်တာကြောင့်ကောင်မလေးလည်းအံ့ဩသွားခဲ့ပါတယ်။အိမ်ထဲရောက်မှမိဘတွေကမြင့်မြတ်နဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။ကောင်မလေးကမြင့်မြတ်နဲ့သူမရဲ့အခြေရေးကိုရိုးသားစွာဝန်ခံလိုက်ပြီးကိုဖြစ်သူကလည်းသူတို့နှစ်ယောက်ကိုသဘောတူကြောင်းပြောပြတဲ့အခါမှသာမိဘနှစ်ပါးစလုံးစိတ်အေးသွားကြပါတော့တယ်။နှစ်သက်ကူအကြိုညမှာတော့ကိုဖြစ်သူနေဝင်းဟာအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။မိသားစု၄ယောက်စလုံးစုံစုံလင်လင်နဲ့ပျော်ရွှင်စရာညစာကိုအတူတူစားတောက်ခဲ့ကြတယ်။ဖခင်ဖြစ်သူကတော့ပျော်လွန်ပြီးမူးသွားတာကြောင့်အမေဖြစ်သူကအခန်းထဲကိုတွဲပို့ပေးခဲ့ပါတယ်။ကိုဟာအရက်ရှိန်လေးနဲ့ထိုင်ကုန်မှာမှီနေရင်းကောင်မလေးကိုအခုပျော်ရဲ့လားလို့မေးခဲ့ပါတယ်။ကောင်မလေးကအရန်ပျော်ကြောင်းပြန်ဖြေတဲ့အခါကိုဟာစိတ်သက်သာရာရစွာနဲ့ခေါင်းငင်းပြလိုက်ပါတယ်။ကိုဟာဝယ်လာတဲ့မီရှူမီပန်းတွေကိုခြံထဲမှာကောင်မလေးနဲ့အတူထွက်ပေါက်ခဲ့ပါတယ်။မီရှူမီပန်းတွေရဲ့အလင်းရောင်အောက်မှာကောင်မလေးရဲ့တောက်ပတဲ့ပြုံးတွေကိုကြည့်ရင်ကိုဟာရင်ထဲမှာနာကျင်နေပေမဲ့ပြုံးနိုင်အောင်ကြိုးစားခဲ့ပါတယ်။ကိုဟာကောင်မလေးကိုအကိုတယောက်အနေနဲ့ပဲထာဝရဆောက်ရှောက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အတိတ်ကနာကျင်မှုတွေဟာမီရှူမီပန်းတွေလိုပဲကောင်းကင်ယံမှာပျောက်ကွယ်သွားခဲ့ပြီးကောင်မလေးအတွက်တော့သူမလိုချင်တဲ့ပျော်ရွှင်မှုတွေနဲ့ပြည့်စုံတဲ့ဘဝတစ်ကိုတကယ်ပဲပိုင်ဆိုင်ခွင့်ရရှိသွားပါတော့တယ်။ဒီမှာပဲစက်သိမ်းပါပြီရှင်။အဆုံးထိအားပေးခဲ့တာကျေးဇူးအများကြီးတင်ပါတယ်။ဒီစကားလေးကိုကြိုက်ရင်လိုက်လေးပေးပြီးတော့မန်လေးရေးခဲ့ပေးပါဦးနော်။ဒါမှအစ်စ်တွေလောက်ရတာအားတက်တာမလို့ပါ။ချစ်တယ်နော်။အားပွား